ငါသားကိုမခေါ်ရနဲ့350 300ဆိုပြီးတော့ငါသမီးကိုမခေါ်နဲ့ဆိုပြီးလို့ရတယ်အခုလည်းအမျိုးသမီးစစ်တီတွေကိုပါခေါ်ပြီးနော်ခေါ်ပြီးဆိုတော့အဲ့တော့ခေါ်ပြီးအဲ့တော့ဒီပတ်စံပေးလို့ရတယ်အခုစစ်တက်ကဆိုတဲ့အခါကျတော့ तू ကယူခြင်းလဲယူမဲ့ယူလို့မယူဘဲနဲ့အကုန်ပို့ရမှာဆွဲမှာအဲ့တော့ကိုသားသမီးတွေကိုလုံခြုံဖို့အတွက်ကိုအခုရပြင်ဆင်တော့ပြင်ဆင်ချိန်မရှိတော့ဘူးနော်ရက်ပိုင်းပဲကြံတော့တယ်အခု March မှာသူတို့ကဖွဲ့မယ်လို့ပြောပြီး March လမှာဖွဲ့ပြီးဆိုလို့ရှိရင်ဆွဲတော့မှာအုပ်ကြီးတွေနဲ့အကုန်ပြောင်းမှာစည်ရင်းတွေကိုစစ်မယ်ဟဲ့လားစစ်ပြီးတော့ဒီတကောင်စည်ရင်းစစ်မယ်ဒီတကောင်စည်ရင်းမှာဒီအသက်ဒီအသက်ဘယ်လောက်ဆိုတာဆိုတော့အဲ့တော့မြန်မာပြည်မှာရှိတဲ့လူငယ်တွေကိုလည်းဒုက္ခပေးတယ်လို့ထိုင်းတို့မလေးရှားတို့မှာသူတို့နဲ့လက်လန်းမီတဲ့နေရာတွေကိုလည်းဒုက္ခပေးတော့မှာဒီလူတွေကဒီနေ့ပြန်လာခဲ့မပြန်လာဘဲနဲ့စစ်တာဝင်မထမ်းဆောင်ဘူးဆိုရင်မိဘတွေကိုမိန်ထောင်ကြတာတို့ဖမ်းတာတို့ဒါတွေလုပ်တော့မှာပတ်စံပေးလို့မရတော့ဘူးနော်အဲ့ဒါကိုသတိထားတော့အဲ့ဒါတွေကိုအမြန်ဆုံးလုပ်တော့ဟလာထိုင်းနိုင်ငံမှာရှိတဲ့လုံသမားတွေမလေးရှားမှာရှိတဲ့လုံသမားတွေအကုန်လုံးတိုင်ပင်ညှိနှိုင်းပြီးတော့ပြင်ဆင်တော့ကာကွယ်ဖို့ကိုကာကွယ်ဖို့လုပ်ထားတော့နောက်မှဆိုတော့အကုန်သေးကုန်ပါပဲအခုပဲတွက်ကြည့်လေအပတ်စဉ်တစ်ကနေပြီးတော့23ထိအဲ့အပတ်စဉ်တစ်ကနေ23မှာအပတ်စဉ်တစ်ကကျွန်တော်ဘလူးကျမဘသူကတော့ကျမရဲ့အိမ်ကြီးကိုပြန်ရောက်ပါပြီလို့ဘယ်နှယောက်ပြလို့လဲသူတို့ပြအောင်မပြနိုင်ဘူးပေလိုက်တော့တောက်လေဟဲ့လားကျမတို့ဘက်ကလူတွေတိုက်ပွဲတွေပါပြောတယ်50သေးတယ်90သေးတယ်60သေးတယ်အဲ့ဒီသေးတဲ့သူတွေကစစ်သားအစ်စ်တွေမဟုတ်ဘူးလေပတ်စတွေလေပြည်သူစစ်မှုတန်းအဖွဲ့တွေလေဟုတ်တယ်မလားအဲ့တော့အလွှာစုံကအဖွဲ့တွေလေအဲ့ဒီခါကျတော့ကျမပြောချင်တာဒီလူတွေကိုဒုက္ခမရောက်အောင်အခုအမြန်ဆုံးလုပ်တော့ကျမတို့ရက်မလို့တော့ဘူးသူကမတ်လမှာသူတို့ဒီဖွဲ့စည်းတော့မယ်ဟဲ့လားဒီလုပ်တော့မယ်လို့ဆိုလို့ရှိရင်စစ်တပ်ကိုထဲ့တော့မယ်အုပ်ကြီးတွေကမှလို့ထဲ့ပြောပြီးအဲ့အမတန်မှအန်ရကြီးရဲ့ကြောက်စရာကောင်းတယ်အမြန်ဆုံးနဲ့ကိုသားသမီးတွေကိုလုံခြုံတဲ့နေရာဥမာပေါ့ထိုင်းကိုသွားလို့မလုံခြုံဘူးလားမလေးရှားကိုသွားမလုံခြုံလားဆိုရင်တောထဲမှာလေးယောက်နေပြီမှာမလုတ်ချင်လဲရတယ်ဟဲ့လားလေးယောက်နေပြီကိုပို့ပွဲစားတွေကိုမယုံနဲ့ပွဲစားတွေကဘယ်လောက်ယုတ်လဲဆိုကျမတို့ဒီဟိုမြဝတီကပါပြောတော့မလေးမဲဆောက်မှာရှိတယ်တောထဲမှာရှိတယ်လေးယောက်နေပြီမှာရှိတယ်တောလန့်နေသူတို့ခေါ်လာတယ်အများဆုံးကအိစံခရဘက်ကခေါ်လာတယ်ခေါ်လာပြီးတောထဲမှာထမင်းကျွေးပြီးတော့ထားပြီးခဲ့တာဟဲ့လားအဲ့တခြားလူယုံနဲ့ရောက်လာလူယုံမရှိလို့ဆိုအတော်ထဲမှာပဲလဲပြီးသေးကြတယ်တချို့ကြတော့ထမင်းကျွေးနဲ့အစိတ်ခတ်ပြီးတက်ပြစ်ခဲ့တာအများကြီးတွေ့ရတယ်ဗမာပြည်သားတွေကတော်တော်စိတ်ထားမကောင်းတော်တော်ယုံမာတဲ့လူတွေအများကြီးပဲသိလားငွေရရင်ပြီးရောဆိုတဲ့စိတ်တက်ပျက်စီးနေတာဘာလို့အဲ့လိုစိတ်တက်ပျက်စီးအောင်လဲနေဝင်းကနေစပြီးတော့ပညာမတက်အောင်ဒီခါလေးလှုပ်လာခဲ့တာနော်ကျမတို့ဒီငယ်တော့ဆိုရင် KG မှာ please my go out ဆိုတော့အပြင်ထွက်တဲ့တလုံးမပြစ်လိုက်ရင်10ပြားထည့်ရတယ်အဲ့ဒီခစ်ကောကိုပြောင်းပြီးတော့9တန်းကျမှ ABCD သင်ရတယ်စဉ်းစားကြည့်လိုက်ဘယ်လောက်ထိပညာကိုလည်းပြောလဲဆိုတာအဲ့တော့တာတုကနေပြီးတော့မင်းတို့ဒီအင်္ဂလိပ်စာသင်ဖို့ကိစ္စကိုပြောတဲ့ခါကျတော့မှနေဝင်းကနေပြီးတော့သူသမီးဆန္ဒဝင်းက idea နဲ့ဒေါအောင်ဆန်းစုကြည်ကိုရှင်ပြီးတော့အဲ့ဒီမှာ Oxford တက္ကသိုလ်မှာသွားပြီးတော့ဝင်ခွင့်ဖြေတာကြာပြီးတော့ပြန်လာခဲ့ရတယ်အဲ့ဒီကြာတော့မှအင်္ဂလိပ်စာကိုသင်ရတယ်အဲ့တော့9တန်းကျမှ ABCD သင်တော့ကျမတို့ကဘာသွားတက်တော့မှလဲမတက်တော့ဘူးလေနော်ဒီဥမှာအခုလဲမင်းအောင်လိုင်ကသူ့ပထွေးနေဝင်းလိုပဲအခုလုပ်ပြီးဟဲ့လား science တို့ English တို့ဗမာလိုသင်ရမယ်တဲ့ဒီတရောင်းစားကလည်းတမျိုးတော်ကိုအဲ့တရောင်းစားအဲ့ဒီမင်းအောင်လိုင်ကလည်းမသေးနိုင်ဘူးအဲ့ဒီကောင်ကြီးကဓမောက်အဲ့တော့ဘာလဲသူတို့ကရည်ရွယ်ချက်ရှိလုပ်တာပညာမတတ်တဲ့လူတွေမိုးထုတ်တာကျမတို့ NLD မှာလို့နေတယ်နော်ကျမတို့ NLD ကဒေါ်ဆန်းစုကြည်ပြောတဲ့ဟဲ့လားကိုကျမတို့ဒီလူအုပ်စုတွေဖြိုဖို့အတွက်ကိုခတ်တီရတို့ဟိုးဘက်ကပင်လယ်ဘက်ကကလေးတွေကိုခေါ်လာပြီးတော့အယောက်90တရားကိုခေါ်လာပြီးတော့နှစ်ယောက်စီလက်တွဲပြီးတော့ကျမတို့နေရာမှာဖျက်လျှောက်ပြီးတော့စောင့်တာအဲ့လိုစာမတက်ပေးအဲ့လိုလူမျိုးတွေအများကြီးပဲရှိတယ်ဗမာပြည်မှာပတ်ဆိုင်ရရင်ပြီးရောဆိုပြီးတော့ဘာဖြစ်လဲအဲ့ဒါတွေမွေးထုတ်နေတာလေတန်းရွှေလည်းဒီလိုပဲခင်းညွန့်လည်းဒီလိုပဲသိစိန်လည်းဒီလိုပဲမင်းအောင်လိုင်တော့ပို့ဆိုးပြီပေါ့ဟုတ်လားအဲ့တော့မမပြည်ရဲ့အနာဂတ်ကလေးတွေတိဆောက်မဲ့ကလေးတွေနော်တိဆောက်ရမယ်အနာဂတ်ကိုတိဆောက်ရမယ်ကလေးတွေကိုပညာမတက်စာမတက်သေးကိုအောင်အဲ့လိုလုပ်နေတာသူတို့သားသမီးတွေတယောက်ဘယ်တယောက်လိုက်လို့လဲဘယ်တယောက်မှမလိုက်ဘူးရဲဝင်းသားဆိုတာဟန်ပြပဲတကယ်အခုဘယ်နေရာမှာလဲကလပ်မှာတက်ပြီးတော့စွနေဖြစ်နေတာလေပြည်သူတွေကိုစီးရုံးနေတယ်လို့ပြလိုက်တယ်အဲ့တော့အမတန်မှအခုအရေးကြီးလာပြီမပေါ့ပါနဲ့ပြည်သူတွေအားလုံးတိုင်ပင်ဆွေးနွေးပြီးတော့ကျတို့ဒီဘက်ကနိုင်ငံရေးခေါင်းဆောင်တွေကလည်းဆွေးနွေးဖို့တိုင်ပင်ဖို့လိုတယ်အဲ့တော့အများဆုံးလုပ်ဖို့လိုပြီပြည်သူတွေရက်သားတွေပြင်ဆင်ကြပါလား10ရက်15ရက်ပဲကြံတော့တယ်နော်အချိန်ကဘာမှမရှိတော့ဘူးသူတို့အပြက်လုပ်တော့မှာတစ်သက်လုံးအစီရစ်ပြီးစားတောက်မျိုးဆို့လာတဲ့ဟာတွေလေဘဝရဲ့တစ်သက်လုံးမှာမမြင်ဘူးတဲ့စီးစိမ်တွေကိုရလာတယ်ဆိုတာအာနာရှိလို့ရတာလေအာနာမသိငင်လဲမှတ်မိလားတရုတ်ကောရုရှားရောလာတယ်နော်အခုတရုတ်ကောရုရှားကနီးပညာတွေကိုပေးနေတာကျမတို့ကကဘာကြီးနဲ့စစ်တိုက်နေရတာပြည်တွင်းစစ်မဟုတ်ဘူးအဲ့ဒါကိုတည်ထားဖို့လိုတယ်ကဘာကြီးနဲ့တိုက်နေရတာကျမတို့မငြိမ်ညွတ်ရင်အချင်းချင်းချရင်ခံရမှာပဲ
အချင်းချင်းချဆိုလဲကွဲသွားမှာပဲဒါပဲအဲ့တော့ကျမတို့တွေကပို့ပြီးတော့ဟိုရှေးတုန်းကလည်းပို့ပြီးချစ်ကြမယ်ပို့ပြီးတော့စီလုံးကြမယ်ပို့ပြီးတော့စီမံကိန်းတွေချမယ်ပို့ပြီးတော့ view ဟာတွေစင်မယ်